မင်္ဂလာပါခင်ဗျာကျွန်တော်မြန်မာနိုင်ငံထဲမှာခရီးတွာလာနေတဲ့လူတွေပေါ့နော်ဒီသတင်းကိုနားထောင်ပြီးပါအဲ့ဒါပါလဲဆိုရင်ပြီးခဲ့တဲ့1ရက်2ရက်နေရာမှာစပြီးတော့ကျွန်တော်တို့ဒီခရီးသွားမဲ့လူတွေတဲမှာဒီကျွန်တော်အခုပြပေးထားတဲ့ဒီမှတ်ပုံနေမြင်ဆောင်ကင်နေတဲ့လူတွေကကားဂိတ်မှာကားလက်မှတ်တွေပါဝယ်မယ်ဆိုရင်သက်ဆိုင်ရာတချို့ကားဂိတ်တွေမှာပေါ့နော်တချို့ကား express တွေကသက်ဆိုင်ရာရဲစခန်းထောက်ခံစာရောက်ွက်ထောက်ခံစာပါမှပဲလက်မှတ်ရောင်းမယ်လို့တင်ထားတာတွေ့ပါတယ်အဲ့ဒါကဘာတွေလဲဆိုရင်အခုကျွန်တော်ပြရတဲ့အတိုင်းပဲ73မြင်းတောင်ကာမာနာနိုင်73မြင်းတောင်ကရှမ်းပြည်နယ်ကာမာနာနိုင်ဆိုရင်ကျွန်တော်တို့ဒီကြောင်မဲပြီးတော့73မြင်းတောင်လာရာနာနိုင်ဒါကလာရှိုး73မြင်းတောင်နာမတဆိုတာနမ်မတူပြီးတော့73မြင်းတောင်တာပါနာဆိုတာကတီဘောနောက်တစ်ခုအနေနဲ့73မြင်းတောင်ကာကာနာကကုံကျန်းမြို့နယ်ဟိုပင်ခရိုင်ထဲမှာပါတယ်နောက်တစ်ခုအနေနဲ့ကိုမြင်းတောင်ကတော့တည်ရတိုင်းပဲမန္တလေးတိုင်းမာကာနာဆိုရင်မိုးကုတ်ပြီး9မြင်းတောင်ကတော့စကိုင်းတိုင်းမာရာနာဆိုရင်ဒီမုံရွာပေါ့နော်နောက်တစ်ခုအနေနဲ့9မြင်းတောင်မမနာနိုင်ဆိုရင်မြောင်ပြီးတော့9မြင်းတောင်ရာဘာနာတိုင်းဆိုရင်ရွှေဘိုပြီးတော့10မြင်းတောင်ကတော့မကွေးမာကာနာဆိုမကွေးတိုင်းပြီးတော့17မြင်းတောင်ကတော့တည်ရတိုင်းပဲအားလုံးပဲရခိုင်ကတော့ဘယ်မြင်းတောင်မဆိုဒီကျွန်တော်ပြောပြသွားတဲ့မြင်းတောင်တွေအကုန်လုံးကဒီကားလက်မှတ်ဝယ်တဲ့နေရာမှာတချို့ကားဂိတ်တွေကတချို့မှမဟုတ်တော်တော်များများနောက်ပိုင်းဒီမြင်းတောင်ကင်ထားတဲ့လူမှတ်ပုံနေနဲ့လာဝယ်တဲ့လူတွေအကုန်လုံးဒီအိမ်နောက်ဒီရက်ွက်ထောက်ခံတာသို့မဟုတ်ရဲစခန်းထောက်ခံတာပါမှပဲလက်မှတ်ရောင်းမယ်လို့သိရပါတယ်အဲ့တော့အဲ့ဒါဘာတွေလဲတော့မသိဘူးနောက်ပိုင်းအဲ့လိုမျိုးတွေအကုန်လုံးဟိုလုပ်ဖို့သဘောရှိတယ်ပေါ့နော်အဲ့တော့ဒီသတင်းလေးကိုတခြားနားထောင်ပါခီးသွားမဲ့လူတွေအကုန်လုံးသတိပြုအောင်ပါ